ငွေဆောင်မရှိတဲ့ Escala Hotel ESAALA ဒါတိုင်းချက်ခိုင်းလို့ကျမလည်းမနှင်းနဲ့ကြက်တာနော်အတန်တော့ဒီမှာဝိုင်းလဲ sorry ပဲလာသွားမယ်ဒီမှာရှင်တို့ EV ကားနဲ့လာလဲရတယ်ဒီမှာထိုးသွင်းအကြိုက်လို့ရတယ် EV station ဆိုတာရှိတယ်အဲ့အတွက်စိတ်ဘူးလို့ပြောတာသဘောပေါက်တယ်နော်ကြည့်တာဒီမှာဒါ reception အခန်းနေလိုချင်တော့မဟုတ်လားဒီမှာမေးမသိတာရှိရင်လည်းဝန်ထမ်းတွေအများကြီးရှိတယ်ဝန်ထမ်းတွေမေးလို့ရတယ်သဘောပေါက်တယ်နော်ဒီမှာ Escala Hotel ရဲ့စားပစ်ကောင်းလားမကောင်းလားကျမကမမေးနဲ့စုတွေအများကြီးရထားတာနော်ရှင်တို့ဖတ်ကြည့်လိုက်သဘောပေါက်တယ်နော်ကျမပြောတာလာဒီမှာဒါဘီလီရဲ့ကုံရှင်တို့အားကစားလုပ်ချင်တယ်မဟုတ်လားထိုးချင်လဲထိုးမထိုးချင်လဲအဲရှင်တို့သဘောပဲဒါရေကူးကန်နော်ဒီဟိုတယ်အကြီးပဲရေကူးကန်ကြီးဟိုဘက်ထိပ်ဒီဘက်ထိပ်ကူးကျင်ကူးမောတာရှင်တို့သဘောဒါပေမဲ့ကိုကျမရေကိုဂယူးဆိုင်နေကင်းမဲ့ကူးလို့ရှိရင်နေဘူးတယ်နော်ညနေကင်းညဘက်ဆိုတအားကိုလှတာစကားကြီးအများကြီးပြောချင်ဒီမှာတွေ့လားရေကူးကန်တွေ့တယ်နော်အေးကြည့်တာကဲဒီမှာဒါကစ်စုံခလေးတွေဆော့ရနေရနော်လာလိုက်ပြအောင်မယ်ဒီမှာဒန်းနော်ရှင်တို့မွေးရတဲ့ကလေးတွေကိုမထိတ်နိုင်အောင်မလားဒီမှာလွှတ်ထားလိုက်နော်လွှဲပေးဒါပေမဲ့ရှင်တို့တော့တက်မစီနဲ့နော်ဒီကျိုးပြတ်သွားရင်ကျမတောင်းရင်မဟုတ်ဘူးသဘောပေါက်တယ်နော်ဒီမှာအစုံပဲဆော့လို့ရတယ်ကိုကလေးလွှတ်ထားလိုက်မောတာဒီမှာဒါဟိုတယ်ရဲ့ပန်းညာဒန်းတွေလည်းရှိတယ်စီးကျင်စီးမစီးကျင်လေးဒီမှာဒန်းလေးတစ်ခုအတွဲလေးစီးလို့ရတယ်ကျမအတွဲမရှိလို့မစီးဘူးဒီမှာကြာမွေးနေ့ပွဲတွေပါတီပွဲတွေလုပ်လို့ရတယ်ဒီမှာတပတ်ပတ်ပြလိုက်တပတ်ပြပြလိုက်တပတ်ပတ်ပြလိုက်အေးတပတ်ပတ်ပြပြီးတေးကြလားမတေးကြဆိုတပတ်ပြန်ရစ်ပြီးတော့ပြန်ကြည့်လိုက်နော်ကဲသွားမယ်လားဒီမှာဒါမနေ့စားရဲ့နေရာနော်စားတောက်တွေလည်းအစုံရှိတယ် restaurant လည်းဒါပဲဒီဟိုတယ်မှာနေပြီးတော့လည်းသူတို့စားလို့ရတယ်တကယ်လို့တခြားကဘာမှာနေပြီးတော့လည်းရှင်တို့စားလို့ရတယ်စားပြီးတော့ရှင်တို့ပတ်စံတော့ရှင်းရမယ်နော်ဒီမှာအစုံရှိတယ်လားဒါဘီဆိုပြီးပါတဲ့နေကင်းမဲကြလို့ရှိရင်ရှောက်လိမ့်မယ်နဲ့နေဘူးတယ်ကျမကြီးထိကြိုက်တယ်အဲ့တော့နေကင်းမဲမှာဒီမှာနာနာနေစားစရာတောက်စရာအစုံနေရှိတယ်ပြလိုက်အောင်ဒီမှာပြလိုက်အကျယ်ကြီးပဲနော်ဒီမှာအကျယ်ကြီးပဲတွေ့တယ်နော်ညနေပဲကြမှာကန်းကြီးကိုသွားသဘောပေါက်တယ်နော်လာဒီလိုက်ပြအောင်ပဲလာမောတာမပြီးသေးဘူးကဲလာကဲဒီမှာဒါကတော့စီးပြူခန်းနော်သမီးစားနဲ့လာလို့ရတယ်အခုတော့ဂရင်ကခွဲထားတယ်ဒီလိုနှစ်ယောက်ပူးကျင်တယ်ဆိုတော့နှစ်ယောက်ပူးတဲ့ဂရင်ကိုရှင်တို့တောင်းလာဒီမှာဒီမှာပြဆန်းစီးပြူပြလိုက်မပြလိုက်လိုက်ပြလိုက်မတွေ့လားမကြตายရတယ်တွေ့လားအဲ့တော့စီးပြူခန်းထဲမှာနေပြီးတော့သမီးစားနှစ်ယောက်မှာစီးပြူတစ်နေ့လုံးကြည့်လို့လည်းရတယ်တစ်ချိန်လုံးကြည့်လို့လည်းရတယ်တခြားသူတွေလည်းကြည့်လို့ရတယ်ဟုတ်ပြီနော်သဘောပေါက်တယ်နော်ရှင်းပြတာကဲလာသွားမယ်နောက်ဒီမှာဒီဟာဂရန်ပြူအခန်းဒီမှာနှစ်ယောက်ရဲ့ဂရင်နဲ့ဒီမှာပန်းချန်လည်းရှိတယ်ဒီမှာအပြင်းပြေကြည့်လို့ရတယ်ပြီးတဲ့ခါကျတော့အဲကွန်က24နာရီအပြည့် TV လည်းရှိတယ်ရေကရက်တွေမှာလည်းစားစရာတောက်စရာအကုန်လုံးအပြည့်အစည်းရှိတယ်စားပြီးလို့ရှိရင်ငွေရှင်းစီးပြီးတော့မတက်နိုင်မလားမတက်နိုင်ဒီအောက်မှာနေသိစကားကြီးများလို့ရှင်းပြနိုင်တယ်မောလို့ဒီမှာဟိုတယ်ကညဘက်ဆိုတအားလှတယ်မီဒီယာလည်းလှတယ်ဘားလည်းလှတယ်မီးကစားတာလည်းလှတယ်ရေကူးကလည်းမီးတွေထွန်းတော့တအားလှတယ်အဲ့ခါကျတော့ရှင်တို့လှက်ပက်ပြီးတော့လိုက်ကြည့်လိုက်တော့ကျမလည်းမောလို့မပြောနိုင်တော့ကဲရှင်လည်းပြန်လိုက်တော့ခဏနေလို့ဒီစိုးနေရောကြည့်ချင်သေးတယ်ကော်ဖီရှိသေးတယ်ဟဲခြေလိုက်တာအေး